ကဲအခုသားတို့သမီးတို့ကိုဆရာသင်မဲ့အပိုင်းကတော့ logic နော် logic ဆိုတဲ့ဘိုင်းကိုသင်ပါမယ်အဲ့တော့က LOGIC logic စဉ်းစားတွေးခေါ်မှုနဲ့ဆိုင်တဲ့သင်္ချာပညာရပ်ပေါ့ logic အဲ့တော့ဆရာတို့ကဒီ logic ဆိုတဲ့ဟာကိုငယ်ငယ်လေးတုန်းကမသင်ခဲ့ဘူးအဲ့တော့သားတို့သမီးတို့အခုရွယ်ကလေးကစပြီး logic နဲ့ထိတွေ့ခွင့်ရပြီအဲ့တော့ဒီ logic သဘောတရားသည်အခုကွန်ပျူတာပညာရပ်မှာအမြင့်ဆုံးလို့ပြောလို့ရတဲ့ programming ဘာသာရပ်ကိုသင်ကြားတဲ့အခါမှာဒီ logic ကအရေးပါတယ် logic ရဲ့အတွေးခေါ်မှန်အောင်လေ့ကျင့်ပေးတဲ့ဟာတွေစဉ်းစားတွေးခေါ်မှုဒါရှိဖို့အဲ့တော့ဒီ logic ကိုသင်ခဲ့ရတဲ့သူတယောက်ဒီ programming ဘာသာရပ်ကိုကွန်ပျူတာရဲ့အမြင့်ဆုံးဖြစ်တဲ့ programming ဘာသာရပ်ကိုလေ့လာရတော့မယ်ဆိုရင်အတော်ကိုလွယ်ကူသွားမှာပါအဲ့တော့ဒီနေ့သင်မဲ့ဆရာရဲ့အပိုင်းက logic ကဏ္ဍလေးပါနေပါတယ်အဲ့တော့ကဏ္ဍမပါတဲ့သင်္ချာလို့တော့ပြောလို့ရပါမယ်ကဲအခုစအောင်အဲ့တော့ဆရာတို့ဒီပထမဆုံး example လေးနဲ့နော်စာပြောကြည့်အောင်အဲ့တော့ example လေးမှာဒီ example လေးမှာကြည့်လိုက်ရင်ကဏ္ဍတစ်လုံးမှမပါဘူးဒါကြောင့်လဲဆရာတို့ဒါပြောကြတယ်ကဏ္ဍမပါတဲ့သင်္ချာဒါ logic ပါအဲ့တော့ဒီမှာဒီ example လေးကိုဆရာတို့ဖတ်ပြမယ်နော်အစအဲ့တော့ဒီလူနာမည်လေးတွေကိုတော့ဆရာအင်္ဂလိပ်လိုအတိုင်းပဲရေးထားတယ်။ဘာကြောင့်လဲဆိုတော့သင်္ချာအိုလံပစ်မေးခွန်းတွေမှာဆိုရင်အဲ့ဒီအင်္ဂလိပ်လိုပဲနာမည်တွေကိုရေးပေးထားတာများတယ်။ဒါကြောင့်မို့ဖတ်တဲ့အခါမှာအကျင့်ရအောင်ဒါလေးတွေကိုတော့ဘာသာပြန်ပေးမသွားတော့ဘူး။အဲ့တော့ဒီမှာဖတ်ကြည့်လိုက်လို့ရှိရင်ပေါ်သည်ဂျိုးထက်ရက်ရှည်သည်ဟုတ်ပြီအဲ့ဒီမှာဆရာဒီကအယောင်လေးပြောင်းလိုက်မယ်အဲ့ဒီမှာလူဘယ်နှယောက်ရှိတော့ဆရာတို့စဉ်းစားပြီးတော့ရေတွက်ကြည့်အောင်ပေါ်သည်ဂျိုးထက်ရက်ရှည်သည်ပေါ်ပါမယ်ဂျိုးပါမယ်နောက်တစ်ချက်ကဝီလီယံသည်ပေါ်ထက်ရက်ပုသည်ဝီလီယံပါမယ်ပေါ်ပေါ်ကဒီမှာကရှိပြီးသားပေါ့နော်ပေါ်ကရှိပြီးသားအဲ့တော့ပေါ်ရဲ့ဂျိုးရဲ့ဝီလီယံရဲ့ကဲ၃ယောက်တွေ့သွားပြီအဲ့ဒီသည်ဝီလီယံထက်ရက်ရှည်တော်လဲဂျိုးထက်ရက်ပုသည်အဲ့တော့ဒီမှာအဲ့ဒီပါမယ်ဝီလီယံကပါပြီးသားဂျိုးကလည်းပါပြီးသားအဲ့တော့အားလုံးပေါင်းပေါ်ရဲ့ဂျိုးရဲ့ဝီလီယံရဲ့အဲ့ဒီရဲ့ဆိုအားလုံးပေါင်း၄ယောက်ရှိမယ်အဲ့သူတို့၄ယောက်ရဲ့အရက်အတူရှည်ကိုအရှည်တူကိုစီစဉ်ပေးပါလို့မိခွန်းကမေးထားအဲ့တော့ဒါလေးကိုဆရာတို့ကနည်းနည်းလေးစဉ်းစားကြည့်အောင်နော်ပေါ်သည်ဂျိုးတဲ့ရရှိသည်ဟုတ်ပြီသူတို့ကိုသင်္ကေတစလုံးလေးတွေလွယ်လွယ်ကူကူနဲ့စဉ်းစားလို့ရအောင်ပေးထားလိုက်မယ်ပေါ်က B ဂျိုးဆိုတော့ J လိုပဲရေးလိုက်မယ်ဝီလီယံက W D ကဘာတော့ E ဆိုပြီးတော့နော်ကဲသူတို့ရဲ့အရက်အတူရှည်လေးတွေကိုဆရာတို့စဉ်းစားကြည့်အောင်တစ်ချက်ချင်းပဲရေးကြည့်အောင်ပထမတစ်ချက်ကပေါ်သည်ဂျိုးထက်အရက်ရှည်သည်ဆိုတဲ့ကိစ္စအဲ့တော့အရက်ရှည်တဲ့သူကိုအပေါ်ကနေပြီးတော့တင်ပြီးတော့ရေးကြည့်အောင်ဆိုတော့ P ကအပေါ်ကရောက်မယ်ဂျိုးကအရက်ပုသွားပြီပေါ့ပေါ်သည်ဂျိုးထက်ရက်ရှည်သည်ဆိုတော့အဲ့တော့ J ကိုအောက်ဘက်ကနည်းနည်းလေးခွာရေးကြည့်လိုက်နောက်တစ်ချက်ဒီတစ်ချက်လေးဝီလီယံသည်ပေါ်ထက်ရပ်ပုသည်ဝီလီယံကပေါ်ထက်ရပ်ပုသည်အဲ့တော့ဝီလီယံ W ကိုပေါ်ရဲ့အောက်မှာ P ရဲ့အောက်မှာရေးမယ်သို့တော့ P ရဲ့အောက်မှာ Joe လို့ခေါ်တဲ့ဟာလည်းရှိနေတယ်ဆိုတော့ P ရဲ့အောက်မှာလား J ရဲ့အောက်မှာလားမသေးကြသေးတဲ့အတွက်ကြောင့်မို့ P ရဲ့အောက်မှာပဲအပြင်ဘက်ကိုခဏထွက်ပြီးရေးလိုက်မယ်
William W သင်္ကေတလေးကဲနောက်တစ်ချက်က Eddie သည် William ထက်အရက်ရှည်တော်လဲဒီတိတစ်ဖြတ်ဖြတ်လိုက်မယ် Eddie သည် William ထက်အရက်ရှည်သည်ပေါ့ Eddie သည် William ထက်အရက်ရှည်သည်ဆိုတော့ William ရဲ့အပေါ်မှာရေးလိုက်မယ် Eddie အရက်ရှည်သည်သို့တော်ဂျိုးထက်အရက်ပုသည်ဘယ်သူကတော့ Eddie ကဂျိုးထက်အရက်ပုသည်အဲ့တော့ Eddie ကဂျိုးထက်ဘာဖြစ်လဲဆိုတော့အရက်ပုသည်ဆိုတော့ဒီ Eddie ကဂျိုးအောင်မှာရေးရတော့မယ်အဲ့တော့ William ပါသွားမှာပေါ့နော်ကဲအဲ့တော့ဘယ်လိုဖြစ်သွားမလို့ပထမဆုံးရက်ရှည်တာပေါ်နောက်ပြီးမှဘာလာမလို့ဂျိုးလာမယ် Eddie ဒီဂျိုးထက်အရက်ပုသည်ဆိုတော့ Eddie လာမယ်သူ့ကိုထည့်လိုက်တော့မယ်နောက် William လာမယ်အဲ့တော့ပေါ်သည်အရက်ရှည်ဆုံး William သည်အရက်အပုဆုံးဒါကလေးအားလုံးရဲ့အရက်အရှည်တိုးဒါစီစဉ်ပြီးဖြစ်သွားပါပြီဒီလိုလေးစဉ်းစားယူရပါမယ်ကဲတော့ပြန်ဆရာတို့တစ်ချက်လေးတွေပြန်ပြီးတော့ပြောကြည့်အောင်ပထမတစ်ချက်ကပေါ်သည်ဂျိုးထက်အရက်ရှည်သည်ဒါပထမတစ်ချက်ဒါကြောင့်မို့ရက်ရှည်တဲ့သူကိုပေါ်ထားရေးလိုက်မယ်ပေါ်အောက်ဖက်နဲ့ခွာမှာဂျိုးရေးလိုက်ပြီနောက်တစ်ချက် William သည်ပေါ်ထက်ရက်ပုသည်အဲ့တော့ William ကိုရေးတဲ့အခါမှာပေါ်ရဲ့အောက်ဖက်ဘေးဘက်ကိုခဏထွက်ရေးမယ်ဘာကြောင့်လဲဆိုတော့ပေါ်ရဲ့အောက်မှာလားဂျိုးရဲ့အောက်မှာလားမသိလို့ဒီအပြင်မှာထွက်ပြီးရေးပေးလိုက်မယ်ကဲနောက်တစ်ချက်က Eddie သည် William ထက်ရက်ရှည်တော်လဲ Eddie သည် William ထက်ရက်ရှည်သည်ပေါ့ဒီတိဖြတ်လိုက်တော့ Eddie သည် William ထက်ရက်ရှည်သည်ဆိုတော့ Eddie ကို William ရဲ့ပေါ်မှာရေးလိုက်မယ်ကဲနောက်တစ်ချက်ကကြတော့ Eddie သည်ဂျိုးထက်ရက်ပုသည် Eddie သည်ဂျိုးထက်ရက်ပုသည်ဆိုတော့ Eddie ကဒီအောက်ကိုသွားတော့အဲ့တော့ William မှာတခါတည်းလိုက်သွားမယ်အဲဒါကြောင့်ဘော Joe Eddie William ဆိုပြီးတော့ဆင်လို့ရသွားတယ်ဟုတ်ပြီအဲ့ဒီချက်ကလေးဒီအပုတ်မှာ example အနေနဲ့အဲ့ဒီချက်ကလေးအတိုင်းပဲစဉ်းစားတတ်ပြီဆိုရင်ဆရာတို့ဒီအောက်ဘက်မှာ brightest 1မှာလည်းဒီတိုင်းပါပဲเนาะဒါလေးကိုသားတို့သမီးတို့ဒါစဉ်းစားကြည့်ပါဒါ video file လေးကိုခဏ pause လုပ်ပြီးစဉ်းစားကြည့်ပါเนาะအဲ့တော့နောက်သင်ခန်းစာမှာဒီ practice 1လေးကိုဆရာအဖြေညှိပေးပါမယ်ကဲအားလုံးစဉ်းစားတွေးခေါ်ပြီးတော့တွက်နိုင်ကြပါစေ